ကိုကတော့ကျွန်တော်တို့ဆောလာဆန်တောင်ကြီးကိုရောက်ပါပြီတောင်ကြီးရောက်တာနဲ့မိုးကတန်းရွာတယ်အေးလာပြီဟောတဲ့ဆန်ဘူးတွေကဒီဘက်မှာပိုအေးလာတယ်မင်္ဂလာပါဒီ vlog ကတော့ကျွန်တော်တို့ရန်ကျူကနေပြီးတော့ခေါင်းဝန်းတို့ဘက်ကိုအပန်းပြေခီးထွက်မဲ့ vlog လေးဖြစ်ပါတယ်ဒီနေ့ကတော့ပထမဆုံးနေ့ဖြစ်လို့အေးရနေပြီးတော့မနက်4 နာရီနဲ့စတင်ထွက်ပါတယ်အခုကတော့ကျွန်တော်တို့ဖိုချုံးမရှိတဲ့အကို၄ယောက်ကိုအရင်ဆုံးတွားခေါ်မှာဖြစ်ပါတယ်ခီးစဉ်ရဲ့ပထမဆုံးတွားလိုက်မယ့်နေရာတော့ကိုရီးယားရဲ့အလားဆုံးတောင်တန်းနေရာတစ်ခုဖြစ်တဲ့ဆောရဆန်ကိုတွားမှာဖြစ်ပါတယ်ဟိုကတော့ကျွန်တော်တို့ဆောရဆန်ကိုရောက်နေပါပြီရောက်ချင်းမှာပဲမိုးရွာတော့မိုးကတွေနဲ့ဖြစ်ကုန်ပြီရာသီလူကတော့အချိန်နေမကောင်းပါဘူးဒီနေရာကတော့ဆောရဆန်ရဲ့ဒီပဲစီးလို့ရတဲ့နေရာဖြစ်ပါတယ်ဒီမှာဆိုတော့ကိုရီးယားရဲ့ရိုးရအစာအုပ်တွေဖြစ်တဲ့အရင်တော့အစာအုပ်တွေပေါ့ဒီစာအုပ်ဆိုတော့အရင်တော့အစာအုပ်ပုံစံအောင်အသစ်ပြန်ဆောက်ထားရတယ်ဒီနောက်မှာဆိုတော့ကျွန်တော်ဒါဗုဒ္ဓတမလင်ကွင်းကိုတော်လည်းရှိပါတယ်အပေါ်မှာတော့ဗုဒ္ဓဘာသာဘုရားကျောင်းရှိအောင်ဒီနေရာတော့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်ပါတယ်စာအုပ်တွေကတော့အရင်တော့အစာအုပ်စစ်သားနဲ့လုပ်ထားတဲ့စာအုပ်တွေဒါကတော့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေးနာမှာဖွင့်ထားတဲ့ဆိုင်လေးပါလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်အများဆုံးကတော့ဖျားနဲ့ပတ်သက်တဲ့ဒီယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်လေးဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ပြန်มาတော့မယ်ရာသီဥတုကလည်းအချိန်မကောင်းဆိုတော့ဆောရဆန်ကတော့သိပြီးတော့မလဲဖြစ်ပါဘူးဒီကအများဆုံးကတောင်တက်တဲ့လူတွေလာတာအများတယ်လူကများတော့ကားပါကင်အပြည့်ကျက်နေတာပါကင်တော့နေရာမရဘူးပထမဆုံးလက်ပတ်တဲ့ဆောရဆန်ခီးစရာတော့မူရီရန်ရွာနေရတယ်ဒီတိုင်းပဲကြည့်ပြီးပြန်လာခဲ့ပါတယ်အစားတော့ကေဘယ်လေးစီးမယ်တောင်နဲ့တက်မယ်လို့စိတ်ကူထားတာပါတော့ရောက်တာနဲ့မိုးကတန်းရွာနေရတယ်ဒီတိုင်းပဲကြည့်ပြီးတော့ပြန်လာခဲ့ပါတယ်အခုကတော့ကျွန်တော်တို့နောက်တစ်နေရာကိုသွားမှာဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်